နှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့အမျိုးသမီးမမ်မီရုပ်လောင်းရဲ့ခေါင်းတလအဖုံးကိုဖွင့်လိုက်တဲ့အခါမှာတော့အရေပြားတွေတလက်မမကျန်ငကိုတိုင်းရှိနေစေဖြစ်တဲ့ပြည်စုံလုံးနဲ့ရုပ်လောင်းကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လေထုနဲ့ထိတွေ့လိုက်တဲ့ခဏမှာတင်ရုပ်လောင်းဟာတက်တိုးပြီးပျက်စီးလာပါတော့တယ်။အားလုံးရဲ့မျက်စိရှိမှတင်အသားတွေကပြာဖြစ်ပြောင်းလဲသွားပြီးအယိုးစုတက်တက်ပဲကြံရစ်ပါတော့တယ်။မာဒီယက်စ်ကတော့တီတီငြိမ်ငြိမ်ပဲရှိနေပြီးအယိုးစုကိုမပြီးတဲထုတ်ဖို့သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့လာယာကတော့အခန်းထဲကိုဝိဝဲကြည့်ရင်တခုခုမှားရင်းနေပြီဆိုတာကိုခန်းစားလိုက်ရပါတယ်။လူမိုက်နှစ်ယောက်ရုပ်လောင်းကိုမဖို့ရှေ့တိုးလိုက်ချိန်မှာပဲမထင်မှတ်ထားတာဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီရုပ်လောင်းကရုတ်တရက်ထိုင်လိုက်တာပါပဲ။အားလုံးကထိတ်လန့်လုံးလို့မလုပ်ရဲပဲဖြစ်နေတော့မာဒီယက်စ်ကတော့ရုပ်လောင်းရဲ့နောက်ွယ်ကစက်ရံရကိုလက်ညှိုးထိုးပြပြီးရေမောနေခဲ့ပါတယ်။ပြောအောင်မဆုံးသေးခင်မှာပဲရုပ်လောင်းကိုထိမိခဲ့တဲ့လူမိုက်ဟာနာကျင်လုံးလို့အော်ဟစ်ပါတော့တယ်။သူ့ရဲ့လက်ကိုငုံကြည့်လိုက်တဲ့အခါလက်ကမဲနဲ့ပြီးပုတ်ဆွေးသွားတာကိုတွေ့လိုက်ရတယ်လို့အဲ့ဒီပုတ်ဆွေးမှုဟာကြောက်စရာကောင်းတဲ့အရှိန်နဲ့တကိုယ်လုံးကိုပြန့်နှံ့သွားပါတယ်။အဲ့ဒီကြောက်မက်ဖွယ်မြင်ကွင်းကြောင့်လူတိုင်းနောက်ဆုတ်သွားကြတာပေါ့။အဲ့ဒီတော့မှလာရလဲအမှန်တရားကိုနားလည်သွားပါတယ်။တကယ်တော့အဲ့ဒီဘယင်မဟာတေစေနိုင်တဲ့ဘိုင်းယက်စ်ပိုးကိုတည်ဆောင်ထားသူဖြစ်ပါတယ်။သူမကိုယ်တိုင်ကတော့အဲ့ဒီပိုးကိုခံနိုင်ရရှိပေမဲ့သူမနဲ့ထိတွေ့မိသူမှန်သမျှကိုတော့ကူးဆက်စေတာပါ။သူမရဲ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်သူမဟာဝေးလံတဲ့ကျွန်းတကျွန်းပေါ်မှာကိုအထီးကျန်စွာနေထိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဘိုင်းယက်စ်ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကိုလူတိုင်းမြင်တွေ့လိုက်ရပေမဲ့မာဒီယက်စ်ကတော့အဖွဲ့အစည်းရဲ့အမိန့်ရဘယင်မရဲ့ရုပ်ကျွင်းကိုယူသွားဖို့ပဲဆွတ်လုပ်နေပါတော့တယ်။လူပေါင်းထောင်ချီရဲ့အသက်တွေအနေရရှိနိုင်တာကိုတောင်သူကယူမဆိုင်ပါဘူး။ရုပ်လောင်းတစ်ခုလုံးကိုတည်ဖို့မဖြစ်နိုင်တာကြောင့်သူဟာညှက်တစ်ခုကိုတုံးပြီးရုပ်လောင်းရဲ့အစိတ်ပိုင်းနှဲငယ်ကိုညှက်ယူကပလတ်စတစ်အိတ်ထဲကိုထည့်ပေးလိုက်ပါတယ်